ဒီနေ့အခုအလုပ်မသွားခင်ပေါ့နော်ဒီနေ့ကအလုပ်သွားမယ်office သွားမယ် office မှာလုပ်ဆက်ရှယ်လေးဒီနေ့ကနေ့ည Monday ဆိုတော့ပြီးသွားရင်gym သွားမယ်ပေါ့နော်ဒီနေ့ plan ကအဲ့နှစ်ခုလောဆယ်ရှိပါတယ်ဆိုတော့အလုပ်ပြီးရင်တော့ gym သွားပါမယ်ဒီနေ့ outfit လေးကတော့ဟိုဒီလိုမျိုးလေး jeans နဲ့တွေ့ထားပေါ့နော်အဲ့လေးပါပြအခုလောဆယ် makeup ပြင်နဲ့တန်းလိုက်ပေါ့နော်ပြင်နေဆိုမဲ့လေ office ဆိုရင်ဒီပုံမှန်အများကြီးတော့မပြင်ဘူးဘယ်လိုပြောမလဲဟိုတူဖြစ်တယ်မြင်းမြင်းဆန်းဆန်းစကားရအဲ့လိုပြောတတ်တာမြင်းမြင်းဆန်းဆန်းနဲ့အဲ့လိုမျိုးပေါ့ပပြင်ရလို့ကိုပဲဟိပြင်လာများရပေါ့နော်ဆိုတော့ညခုံးမရတော့အမီးပြောင်းနေအမီးဆွဲရခုံးမလေးတော့ပဲဆွဲပါမယ်ဒီမကန်နီလေးဆိုမှာပါမကန်နီကဒီနေ့ဘယ်အောင်လဲဖိတ်ဘယ်အောင်လဲအနည်းဆိုအရောင်လေးကိုသိချင်တယ်ဆိုရင်တော့ဒါလေးကRouge Coco Shine ပေါ့နော် Chanel ရဲ့87ပါပြီးတော့ဒီအကုန်လုံးမျက်နှာရေးပြင်သွားလို့ဆိုရင်အိမ်ထဲကမထွက်ခင်ကိုလောက်တာရှိပေါ့နော်ရင်မွေးဆိုတာရင်မွေးရဟိခုတော်တော်မှာနှစ်မျိုးဆိုတာကြိုက်တယ်ပေါ့နော်ဒီလိုမျိုးဘယ်လိုခေါ်လဲ miss ပေါ့နော်အဲ့လိုမျိုးကိုဒီလိုမျိုးပတ်လေးဆိုတာကြိုက်တယ်ဒါပြီးဆိုရင်ကိုအရင်ကြိုက်တဲ့ perfume ပေါ့နော်အဲ့လိုမျိုး perfume ကိုကြတော့အရှိရဗီဒီယိုလေးမှာပြောခဲ့လို့ပဲလိုမျိုးလေးဒီနားလေးမှာတစ်ချက်စစ်တယ်ဒီဒါပဲပြီးဆိုတော့ကို ready ဖြစ်ပါပြီရုံတော့လိုက်ပါမယ်ရှင်